ခန္ဓာ၅ပါးမှာယူပခန္ဓာဟာရုပ်တရားပဲဖြစ်လာတဲ့ရုပ်ကလေးခဏအတွန်းဖြစ်ပြီးတော့ခဏပဲပြည့်တယ်ဖြစ်တဲ့အခါမှာဓာတိဆိုတဲ့ဓာတ်ပြည့်တဲ့အခါမှာမရဏဆိုတဲ့ဓာတ်ဒီဓာတ်နှစ်ချက်ချင်းအမြဲတမ်းအနှိမ့်ဆက်ခံနေရတယ်အနှိမ့်ဆက်ခံနေလို့အမြဲတမ်းဆင်းရဲနေတယ်ဒီဥစ္စာကိုအနိစ္စဒုက္ခအနတ္တခေါ်တယ်ကျန်တဲ့ဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာ၄ပါးကိုနံတရားလို့ခေါ်တယ်တို့တဏ္ဍာမှာဖြစ်တဲ့မြင်မှုကြားမှုနာမှုတရားမှုသိမှုသိမှုဆိုတဲ့ဒီသဘောတွေဖြစ်ချင်းပြက်ချင်းဆိုတဲ့အနှိမ့်ဆက်မှလွတ်တဲ့သဘောဘယ်သူမှမရှိဒီခန္ဓာ၅ပါးဟာခိုင်ရဲတဲ့သဘောကျိုးတဲ့သဘောမာတဲ့သဘောဘာမှမရှိဒါကြောင့်အနတ္တခန္ဓာ၅ပါးနားလည်ရင်ယုံနာနားလည်ခန္ဓာ၅ပါးရဲ့အနိစ္စဒုက္ခအနတ္တကိုနှလုံးသွင်းမှုရင်ယုံနာရဲ့အနိစ္စဒုက္ခအနတ္တကိုနှလုံးသွင်းရမည်ပါရမီရှိရင်တဘောကနှစ်ဘောအတွန်းမှာမဲ့ကိုရဖြစ်တန်ဖြစ်ပြက်နဲ့တန်နှိမ့်ဆက်တန်ဖြစ်တရားမစဲလွန်ဆင်းရဲတယ်အမြဲဆင်းရဲနေတာပဲလို့ဒီလိုသိတာဒါဖြင့်အဲ့ဒီလိုမမြဲတဲ့ဆင်းရဲတဲ့မြင်မှုသဘောတွေကြားမှုသဘောတွေနားမှုလျက်မှုသိမှုသိမှုဆိုတဲ့အဲ့ဒီသဘောတွေကိုခိုင်မာတဲ့သဘောခိုင်မြဲတဲ့သဘောမာကျောတဲ့သဘောလိုက်ရှာကြည့်သမ်းပါဘာမှကိုရှာမတွေ့